မင်္ဂလာပါခင်ဗျာဘဝရဲ့ခီးလမ်းမှာကိုဘေးနာကနေလက်တွဲမချွတ်ပဲတသက်လုံးအတူရှောင်လဲမဲ့စစ်မှန်တဲ့လက်တွဲဖော်ကောင်းတယောက်ကိုပိုင်ဆိုင်ဖို့ဆိုတာလူတိုင်းရဲ့အိမ်မက်ပါပဲဒါပေမဲ့အချစ်တစ်ခုတည်းနဲ့တင်အရာရာဟာပြီးစံမသွားနိုင်တယ်လို့ရုပ်ရည်လှပယုံနဲ့လေရေရှည်ခိုင်ငဲဖို့မလွယ်ကူလာပါဘူးဒီကနေ့ဗီဒီယိုလေးမှာတော့တင့်ဘေးနာကလူဟာတကယ်ပဲတင့်အတွက်ဖန်ဆင်းထားတဲ့လက်တွဲဖော်ကောင်းဟုတ်မဟုတ်ဆိုတာကိုတိတိကျကျစမ်းစစ်နိုင်မယ်အရေးကြီးဆုံးအချက်၅ချက်ကိုပြောပြပေးသွားမှာပါဒီအချက်တွေကိုသာသင်သိထားမယ်ဆိုရင်သင်ဘဝရဲ့အဖို့တန်ဆုံးသောလက်တွဲဖော်ကိုဘယ်တော့မှလက်လွတ်ဆုံးရှုံးခံရတော့မှာမဟုတ်ပါဘူးကဲဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေပါမလဲဆိုတာအတူတူကြည့်လိုက်ရအောင်ဗျာကဲပထမဦးဆုံးနဲ့အခြေခံအကျဆုံးအချက်လေးကိုအရင်ပြောပြခြင်းတယ်ဗျအဲ့ဒါကတော့စိတ်ချင်းဆက်နွယ်မှုရှိခြင်း emotional connection ပဲဖြစ်ပါတယ်လူနှစ်ယောက်ရေရှည်လက်တွဲဖို့ဆိုတာအပြင်ပန်းရုပ်ရည်ထက်နှလုံးသားချင်းထိတွေ့ဖို့ကပိုအရေးကြီးတယ်လေကိုယ့်ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုဘာအကအကွယ်မှမပါပဲပွင့်ပွင့်လင်းလင်းမျှဝေလို့ရတယ်သူကိုယ့်ရဲ့အားနည်းချက်တွေကိုမြင်လျက်နဲ့တောင်တန်ဖိုးထားနှွေးထွေးစွာဖေးမှဖေးမဲ့သူမျိုးနဲ့စုံတွေ့ရတာဟာတကယ်ကိုကံကောင်းခြင်းပါပဲတယောက်ရဲ့ခံစားချက်ကိုတယောက်ကစာနာနားလေပေးပြီးဘဝရဲ့အနှိမ့်အညစ်အတက်အကျတွေမှာစိတ်သက်ရရအရာအပြန်အလှန်ကြောမိအားကိုးလို့ရတဲ့အချိတ်အဆက်မျိုးရှိနေပြီဆိုရင်တော့သင်ဟာတကယ်လက်တွဲဖော်ကောင်းကိုပိုင်ဆိုင်ထားရပြီလို့ယုံကြည်လိုက်ပါဗျာဒီလိုစိတ်ချင်းနီးစပ်မှုဟာအိမ်တောင်ရေးရဲ့ခိုင်မာတဲ့ကြောက်စာတိုင်တစ်ခုလိုပါပဲအိမ်တောင်ရေးတစ်ခုရေးရှည်ခိုင်မြဲဖို့အတွက်ဒုတိယမြောက်အခြေခံအုတ်မြစ်ဖြစ်တဲ့ပွင့်လင်းမြင်သာမှုမြင့်ယုံကြည်ရမှုဆိုတာတဦးနဲ့တဦးဖုံးကွယ်ထားတာမရှိပဲစိတ်ချလက်ချမိခိုနိုင်မှုကိုဆိုလိုပါတယ်ယုံကြည်မှုမရှိတဲ့အိမ်တော်ရေးဟာအောက်ခြေမခိုင်တဲ့အဆောက်အဦလိုပါပဲဘယ်အချင်းပြိုကျမလဲဆိုတာစိုးရိမ်နေရတတ်ပါတယ်ပွင့်လင်းမြင်သာမှုရှိတဲ့လက်တွဲဖော်ကောင်းဟာမိမိရဲ့ခံစားချက်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေငွေကြေးအခြေအနေနဲ့အနာဂတ်အစီအစဉ်တွေကိုလိမ်ညာခြင်းထပ်ချန်ထားခြင်းမရှိပဲအမြဲတမ်းပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးတတ်ပါတယ်ဒါအပြင်အပြောနဲ့အလုပ်ညီညွတ်ပြီးခိုင်မာတဲ့သစ္စာတရားရှိခြင်းကလည်းယုံကြည်မှုကိုတည်ဆောက်ရမှာအဓိကကြပါတယ်။တင့်ဖုန်းကိုပေးမကင်တာတွာလာလှုပ်ရှားမှုတွေကိုလျှို့ဝှက်ထားတာမျိုးမလုပ်ဘဲတင့်အပေါ်ဘဲလိုအခြေအနေမျိုးမှမဆိုရိုးသားဖြောက်မှတ်စွာဆက်ဆံတာဟာတင့်ကိုတန်ဖိုးထားပြီးယုံကြည်မှုရအောင်တည်ဆောက်နေခြင်းပဲဖြစ်ပါတယ်။သစ္စာရှိခြင်းဆိုတာဖောက်တရားမှုမရှိခြင်းတင်မကပဲဂတိတည်ခြင်းတစ်ဖက်လူရဲ့ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ခြင်းတို့လည်းပါဝင်ပါတယ်။ဒီလိုပွင့်လင်းမြင်သာပြီးယုံကြည်ရတဲ့ဆက်ဆံရေးမျိုးရှိမှသာနှစ်ယောက်စလုံးဟာစိတ်အေးချမ်းသာနဲ့ဘဝခရီးကိုအတူတူရှောင်လန်းနိုင်မှာဖြစ်ပါတယ်။အိမ်တောင်ရေးတစ်ခုရေရှည်ခိုင်မြဲဖို့အတွက်တတိယမြောက်အခြေခံအုတ်မြစ်ဖြစ်တဲ့နားလည်ပေးနိုင်စွမ်းရှိခြင်းဆိုတာမိမိရဲ့ခံစားချက်ကိုပဲအတင်းအကျပ်ပြောဆိုတာမျိုးမဟုတ်ပဲတစ်ဖက်လူရဲ့စိုးရိမ်ပူပန်မှုတွေလိုလားချက်တွေနဲ့ခံစားချက်တွေကိုစာနာစိတ်အပြည့်နဲ့နားလည်ပေးတတ်ခြင်းကိုဆိုလိုပါတယ်။တင်းအနေနဲ့စိတ်ညစ်နေချိန်ဒါမှမဟုတ်အခက်အခဲကြုံနေချိန်မှာတင့်လက်တွဲဖော်ကအဲ့ဒါကြောင့်ငါပြောသားပဲလို့အပြစ်တင်တာမျိုးမဟုတ်ပဲတင့်ဘေးနာကနေအားပေးဖော်ရရှိနေတာမျိုးဖြစ်ရပါတယ်။နားလည်ပေးခြင်းဆိုတာအတန်ကိုကြားယုံတသက်မဟုတ်ပဲတစ်ဖက်လူရဲ့စကားလုံးတွေရဲ့နောက်ွယ်မှာခံစားချက်နဲ့လိုအပ်ချက်တွေကိုပါသဘောပေါက်နားလည်အောင်ကြိုးစားခြင်းပဲဖြစ်ပါတယ်။အိမ်ထောင်ရေးတစ်ခုမှာလက်တွဲဖော်ကိုရွေးချယ်တော့မယ်ဆိုရင်စတုတ္ထမြောက်အရေးကြီးဆုံးအချက်ကဘဝရည်မှန်းချက်တူဖို့ပဲ shared values ပါပဲ။ဒါဟာရုပ်ရည်ချော်တာစကားပြောကောင်းတာထက်အများကြီးပိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့လူနှစ်ယောက်အတူတူရှောက်မဲ့လမ်းမှာဥတီချက်ချင်းမတူရင်တဖြည်းဖြည်းနဲ့ဝေးကွာသွားတတ်လို့ပါ။အဓိကကတော့ပိုက်ဆံကိုဘလို့သုံးမလဲဘလို့စုမလဲဆိုတဲ့ငွေကြေးအမြင်သားသမီးယူမလားယူရင်ရောဘလို့ဖြူးစုပြိုးထောင်မလဲဆိုတဲ့မိသားစုအမြင်နောက်ပြီးကိုးကွယ်ယုံကြည်မှုနဲ့လူမှုရေးတန်ဖိုးထားမှုတွေမှာအခြေခံချင်းတူနေဖို့လိုပါတယ်။တကယ်လက်တွဲဖော်ကောင်းဆိုတာကိုယ့်ရဲ့အောင်မြင်မှုကိုသူ့အောင်မြင်မှုလို့ဝမ်းသာပေးနိုင်ုံတင်မကပဲနှစ်ယောက်အတူတူသဘောတူထားတဲ့အနာဂတ်ပန်းနိုင်စီရောက်အောင်တက်ရည်လက်ရည်ယုံကန်ပေးမဲ့သူမျိုးပါပဲအိမ်တောင်ရိုးဆိုတာတယောက်မျက်နှာတယောက်ကြည့်နေုံနဲ့မပြီးပါဘူးနှစ်ယောက်စလုံးဟာရှေ့ကပန်းနိုင်တစ်ခုတည်းကိုပဲအတူတူမြုပ်ကြည့်ပြီးလက်တွဲလျှောက်လန်းကြတာမျိုးမှာတာယာခိုင်မြဲမှာပါဖြစ်ပါတယ်ကဲနောက်ဆုံးပိတ်ရိတ်နဲ့လွယ်ဆိုသလိုအရေးကြီးဆုံးအချက်တစ်ချက်ကျန်သေးတယ်ဗျအဲ့ဒါကတော့အပြန်အလှန်လေးစားမှုရှိဖို့ mutual respect ပဲဖြစ်ပါတယ်ဒါဟာအိမ်တောင်ကြီးတစ်ခုရဲ့အသက်လိုပဲပြောလို့ရပါတယ်လူနှစ်ယောက်အတူတူနေပြီဆိုရင်သဘောထားချင်းမတူတာအကြိုက်ချင်းမတူတာတွေရှိမှာပဲအဲ့ဒီခါကျရင်ငါစကားပဲအမှန်ငါပြောတာပဲနားထောင်ရမယ်ဆိုတဲ့အတ္တမျိုးကိုဘေးဖယ်ထားပြီးတစ်ဖက်လူရဲ့အမြင်ကိုတန်ဖိုးထားနားထောင်ပေးတတ်ဖို့လိုပါတယ်ကိုလက်တွဲဖော်ရဲ့ကိုပိုင်အချင်းကိုပိုင်ဝါသနာနောက်ပြီးသူတန်ဖိုးထားတဲ့မိသားစုနဲ့တငယ်ချင်းတွေကိုပါလေးစားပေးရမယ်
စကားပြောတဲ့အခါမှာလဲရိုင်းရိုင်းစားစားပြောတာတစ်ဖက်လူကိုနှိမ်ပြီးပြောတာမျိုးလုံးဝမလုပ်သင့်ပါဘူးတစ်ဖက်လူရဲ့အားနည်းချက်ကိုထောက်ပြချင်တဲ့တောင်အပြုဆောင်စကားလုံးတွေနဲ့အချိန်အကားကိုကြည့်ပြီးနူးနူးညံ့ညံ့ဖြိုးဆိုတတ်ဖို့လိုပါတယ်တကယ်လက်တွဲဖော်ကောင်းဆိုလားကိုယ့်ကို6လန့်ပြီးအုပ်ချုပ်တဲ့လူမျိုးမဟုတ်ပဲကိုယ့်ရဲ့လူကုန်တိတိခါကိုလေးစားပြီးကိုယ့်ရဲ့တူးတက်မှုကိုအမြဲအားပေးတဲ့သူမျိုးဖြစ်လာပါမယ်ဒီလိုအပြန်အလှန်လေးစားမှုရှိမှသာစိတ်အေးချမ်းသာပြီးနှွေးထွေးတဲ့အိမ်တောင်ရေးတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဗျာအနစ်ရှုပ်ရမယ်ဆိုရင်တော့ဗျာအိမ်တောင်ရေးဒါမှမဟုတ်ရေရှည်လက်တွဲဖော်ဆိုလားအပေါ်ရန်ဆွဲဆောင်မှုတွေထက်အခုပြောခဲ့တဲ့စိတ်ချင်းဆက်နွယ်မှုယုံကြည်မှုနားလည်ပေးနိုင်စွမ်းရီမန်းချက်တူညီမှုနဲ့အပြန်အလှန်လေးစားမှုဆိုတဲ့အခြေခံတိုင်9တိုင်ပေါ်မှာပို့ပြီးတည်မီနေတာပါဒီအချက်တွေပြီးဆုံးနေပြီဆိုရင်တော့တင်တို့နှစ်ယောက်ရဲ့ရှေ့ဆက်မဲ့ခီးလန်းဟာဘယ်လိုမုံတိုင်းတွေပဲလာရိုင်းနဲ့မထွားပဲပိုမိုခိုင်မာလာမှအသေးချပါပဲဘဝဆိုတာတယောက်တည်းလှုပ်ရှားရင်မြန်ချင်းမြန်နိုင်ပေမဲ့ကိုနဲ့ထိုက်တန်နဲ့လက်တွဲဖော်ကောင်းတဲ့အတူလှုပ်ရှားမှတာပိုပြီးဝေးဝေးကိုအေးအေးချမ်းချမ်းရောက်နိုင်မှာဖြစ်ပါတယ်အခုဝေးမြပေးခဲ့တဲ့အချက်လေးတွေကတင်ဘဝရဲ့အဖိုးတန်ဆုံးသောဆုံးဖြတ်ချက်တွေအတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ဗျာအားလုံးပဲတာယာချမ်းမြေ့တဲ့အချစ်ကြီးအိမ်တော်ရေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ